ISP နဲ့ဒီမိနစ်30စီစဉ်ကိုတက်ရောက်လာကြတဲ့ကပြင်ရပ်ဝန်သူရပ်ဝန်သားများအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကိုခန့်ပါဒီနေ့ဆွေးနွေးပွဲမှာတော့အခမ်းအနားမှုဖြစ်ဆောင်ရွက်တော်မှာဖြစ်ပါတယ်ဒီနေ့ကတော့ ISP နဲ့ဒီမိနစ်30အစီအစဉ်ရဲ့15ချိန်မြောက်ဆွေးနွေးပွဲပဲဖြစ်ပါတယ်ဒီနေ့အစီအစဉ်မှာကတော့ဘေးစာကိုဘဏ္ဍဝါမောင်တင်မတော်ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာအခုဆွေးနွေးပွဲကိုဦးဆောင်ဆွေးနွေးကြမယ့်သူတွေကတော့ ISP မြန်မာရဲ့လူငယ်သူတည်တည်တွေဖြစ်တဲ့ကိုချမ်းနဲ့မအိမ်မီတို့ဖြစ်ပါတယ်ဒီနေ့အစီအစဉ်မှာကျွန်တော်တို့ပြင်ပပညာရှင်တဦးဖြစ်တဲ့ဆရာသိန်းနိုင်ကိုလည်းဖိတ်ခေါ်ထားပါတယ်ဆရာကတော့ပညာရေးနဲ့ပတ်သက်ပြီးတော့မှမူဝါဒဆိုင်ရာသူတည်တနာတွေကိုဒီဇိုင်းမပြုလုပ်နေတဲ့ပညာရှင်တဦးလည်းဖြစ်တယ်လို့မျိုးတိုင်းရင်းသားပညာရေးရာဆိုင်ရာအကြံပေးတဦးလည်းဖြစ်ပါတယ် panelist တွေရဲ့ဆွေးနွေးမှုအပြီးမှာတော့ကပြင်ရပ်ဝန်သူရပ်ဝန်သားတွေစီကနေကြိုတင်ကောက်ယူထားတဲ့မေးခွန်းတွေကိုလည်းကျွန်တော်တို့မေးဖို့ရှိပါတယ်ဒါအပြင်ကိုဒီနေ့ဆွေးနွေးပွဲမှာတက်ရောက်လာတဲ့သူတွေရဲ့မေးခွန်းနဲ့မှတ်ချက်တွေကိုလည်းလက်ခံသွားမှာဖြစ်ပါတယ် live ဒါမှမဟုတ် channel Q&A ကနေလည်းမေးခွန်းနဲ့မှတ်ချက်တွေကိုပေးပို့နိုင်ပါတယ်ဆွေးနွေးပွဲကိုစတင်ပါတော့မယ်ခင်ဗျာကိုချမ်းကစပြီးဆွေးနွေးပေးပါအောင်ဟုတ်ကျေးဇူးပါကိုခန့်ဆိုကျွန်တော်တို့လက်ရှိမြန်မာပညာရေးကကလေးတွေကအကြောင်းပြင်မှာဆရာတွေကစနစ်ပြင်မှာရောက်နေတာနဲ့ကြုံနေရတယ်ဒီကလေး2ဦးမှာ1ဦးကစာသင်ခန်းထဲကိုရောက်မလာနိုင်တဲ့အခြေအနေရှိနေကြုံတွေ့နေရတယ်ပေါ့လေဒါဟာကျွန်တော်တို့ရဲ့နိုင်ငံရဲ့အနာဂတ်အတွက်ရင်လေးစရာဖြစ်တယ်ပေါ့လေဆိုတော့အာနာသိမ့်ပြီးနောက်ပဲကျွန်တော်တို့ရဲ့ပညာရေးကိုပြန်ကြည့်မယ်ဆိုရင်ကျွန်တော်အခက်ကြုံခဲ့တယ်အထူးသဖြင့်တော့ပညာရေးကကျွန်တော်နိုင်ငံရေးတရားဝင်ရေးပြိုင်ဆိုင်တဲ့စစ်မြေပြင်တစ်ခုလိုဖြစ်နေတယ်တခြားတစ်ဖက်ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့စာသင်ခန်းတွေကျွန်တော်တို့စာသင်ကျောင်းတွေကစစ်ဖြစ်ရာနေရာလိုပုံစံမျိုးဖြစ်နေတယ်စစ်ရေးပြတ်မှတ်တွေလိုမျိုးဖြစ်နေတယ်ပေါ့ဒီနိုင်ငံတစ်ခုရဲ့အနာဂတ်ကဒီစစ်မြေပြင်မှာမဆုံးဖြတ်ပါဘူးဒီစာသင်ခန်းတွေထဲမှာပဲဆုံးဖြတ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ပညာရေးအကျက်တဲကိုကြည့်မယ်ဆိုရင်ဒီနိုင်ငံရေးအကျက်တဲတစ်ခုလိုမြင်ပြီးတော့မှကျွန်တော်တို့အဖြေရှာဖို့လိုပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ဆွေးနွေးပွဲကလည်းဒီအဖြေရှာဖို့ကျွန်တော်တို့စ조사ကြည့်ရဲ့သဘောပါပဲအထူးသဖြင့်တော့မူဝါဒအဖြေရှာဖို့စ조사ကြည့်ရဲ့သဘောပါပဲဆိုတော့ဒီနေ့ဆွေးနွေးပွဲမှာကျွန်တော်တို့အပိုင်း3ပိုင်းခွဲပြီးတော့မှဆွေးနွေးသွားဖို့ရှိတယ်ပထမတစ်ပိုင်းအနေနဲ့ကျွန်တော်တို့လက်ရှိပညာရေးအကျက်တဲရဲ့အရင်းခံအရှိခံအကြောင်းတရားတွေကဘာတွေလဲဆိုတဲ့ဟာကိုကျွန်တော်ဆွေးနွေးသွားဖို့ရှိတယ်ဒုတိယတစ်ပိုင်းအနေနဲ့ဒီအကျက်တဲရဲ့နောက်ဆက်တွဲဆက်အကျိုးဆက်တွေရောဘာတွေတွေ့ကြုံလာနိုင်လဲဆိုတဲ့ဟာမျိုးကိုကျွန်တော်ဆွေးနွေးသွားဖို့ရှိမယ်နောက်ဆုံးတစ်ပိုင်းအနေနဲ့ဒါကျွန်တော်အဖြေချမူဝါဒအဖြေချတဲ့အပိုင်းဖြစ်မယ်ဆိုတော့အဖြေချတဲ့အပိုင်းမှာကျွန်တော်တို့ဘယ်လိုမျိုးလက်တွေ့ကြလှုပ်ဆောင်နိုင်မလဲဆိုတဲ့အပိုင်းနဲ့အပိုင်းကျွန်တော်ဆွေးနွေးသွားဖို့ရှိမယ်ပေါ့ပထမပိုင်းဖြစ်တဲ့ဒီပညာရေးအကျက်တဲရဲ့အရင်းခံအကြောင်းတရားတွေကဘာတွေရှိလဲဆိုတဲ့အပိုင်းနဲ့ကျွန်တော်စလိုက်ပါမယ်ဆိုတော့မအီမီယာဆွေးနွေးပြပါဟုတ်ကဲ့ပါကိုချမ်းကျမကတော့ဒီလက်ရှိမှာပေါ့နော်ပညာရေးနဲ့ပညာရေးလေ့လာနေတဲ့သူတည်တည်လူငယ်တယောက်အနေနဲ့ကျမသိထားသလောက်လေ့လာထားသလောက်တွေကိုဒီနေ့ဆွေးနွေးတော့မှာဖြစ်ပါတယ်ဆိုတော့ကိုချမ်းမိကုန်းမှာပါတယ်လို့ပဲအခုလက်ရှိပေါ့နော်ပညာရေးအကျက်တဲရဲ့အရင်းခံအကြောင်းတရားတွေကိုတော့ကျမအနေနဲ့အပိုင်း3ပိုင်းနဲ့ဆွေးနွေးကြမှာရယ်ပထမဆုံးကတော့လုံခြုံမှုအပိုင်းပေါ့ဒုတိယကတော့ကျမတို့ affordability လို့ပြောတဲ့တတ်နိုင်မှုအပိုင်းနဲ့တတိယတစ်ခုကတော့ပညာရေးအရေးအသွေးကျဆင်းခြင်းအဲ့လို3ပိုင်းနဲ့ကျွန်မဆွေးနွေးချင်ပါတယ်။ကလေးတွေစာသင်ခန်းတွေကိုရောက်မလာတာကကျွန်မအနေနဲ့ဆိုရင်ဒီအခြေခံအကြောင်းတရား3ခုကြောင့်လို့ထင်ပါတယ်။ပထမဆုံးတစ်ချက်အနေနဲ့လုံခြုံမှုအပိုင်းပေါ့။လုံခြုံမှုအပိုင်းကိုပြောရမယ်ဆိုရင်အားလုံးသိထားတဲ့အတိုင်းပဲအခုအနေထားကပေါ့နော်ပညာသင်ဖို့လုံခြုံမှုမရှိတဲ့အနေထားတစ်ခုကိုဖြစ်နေတယ်။ဒါကဘာကြောင့်ပြောရတာလဲဆိုလို့ရှိရင် data အချက်လက်တွေကိုကျင်သိနိုင်ပါတယ်။2023 2024ခုနှစ်တည်းအတွင်းမှာဆိုလို့ရှိရင်စာသင်ကျောင်းတွေတိုက်ခိုက်ခံရတာက218ကြိမ်လောက်ရှိခဲ့ပါတယ်ဆိုတော့ဒါနေတဲ့ပမာဏတော့မဟုတ်ဘူးပေါ့ဆိုတော့ဒါအပြင်ကိုစာသင်ကျောင်းတွေကိုစီရေးပြစ်မှတ်အနေနဲ့သုံးပြတဲ့ဟာဆိုလို့ရှိရင်လည်း140ကြိမ်လောက်ရှိနေပါတယ်ဆိုတော့ဒီအချက်လက်တွေကိုကြည့်ကျင်အားဖြင့်ဒါတွေကစာသင်ကျောင်းတွေကလုံခြုံမှုမရှိဘူးဆိုတဲ့ဟာကိုမိမောင်းထိုးပြနေပါတယ်ဆိုတော့ကိုချမ်းပြောတဲ့ပညာရေးဆိုတဲ့နေရာမှာပညာသင်ပေးတဲ့သူနဲ့ပညာသင်ယူတဲ့သူနှစ်ဦးဖက်စလုံးရဲ့လုံခြုံရေးကအရင်ရေးကြည့်တယ်။ဆိုတော့ပထမဦးဆုံးဒီဆရာမတွေလုံခြုံမှုရှိလားပေါ့။လက်ရှိချိန်နေထိဆရာမပေါင်း900ကျော်ကဖမ်းဆီးထိန်းသိမ်းခံထားရပြီးတော့ဆရာမ38ဦးထပ်မံနဲ့အသက်ဖြတ်ခံထားရပါတယ်။ဒါကိုကြည်ကျင်းအဖြစ်ဒါဆရာမတွေဘက်ကလုံခြုံမှုမရှိတာကိုဖော်ပြနေပါတယ်။ကလေးတွေဘက်မှာလည်းလုံခြုံမှုမရှိပါဘူး။2024ခုနှစ်ရဲ့စတန်တွေအရဆိုရင်ကလေးပေါင်း950ကျော်ကဒီအသက်သေဆုံးတာတွေကိုလက်အင်္ဂါဆုံးရှုံးမှုတွေကိုစစ်တမ်းကနေခံစားနေရပါတယ်။အဲ့ဒီ950ကျော်တွေကကလေးငယ်240ကဆိုလို့ရှိရင်ဒီကျမတို့မိုင်းတန်ပေါ့နော်မြေမြုပ်မိုင်းတန်နဲ့
တစ်ဖက်ကလည်းဒီစစ်ကြံလက်နက်တွေကြောင့်ပေါ့နော်ဆော့ဆော့အသက်ဆုံးရှုံးတာတွေပြီးလို့ရှိရင်ဒီခြေလက်အင်္ဂါဆုံးရှုံးမှုတွေကိုခံစားနေရတာပဲဖြစ်ပါဒီအချက်လက်ကိုကြည်ကျင်အားဖြင့်ပညာသင်ယူတဲ့သူရောပညာသင်ကြားပေးတဲ့သူတွေကပါလုံခြုံမှုမရှိဘူးဆိုတာကိုဖော်ပြနေပါတယ်ဒုတိယအချက်အနေနဲ့ကတော့တတ်နိုင်မှုအပိုင်းပေါ့ဒီကျမတို့အကြောင်းမျိုးမျိုးကြောင့်ကျောင်းပရုံတွေကိုရောက်မလာတဲ့ဒီကျောင်းသားအရေးအတွက်ကဆိုရင်လက်ရှိမှာ6တန်းကျော်နေပြီပေါ့နော်ဒါကစာသင်နှစ်တစ်နှစ်စာပဲရှိသေးတယ်အခုအာနာသိန်းကာလရဲ့9နှစ်တာကိုစဉ်းစားမယ်ဆိုရင်ဒီထက်ပိုပြီးတော့ပမာဏများနိုင်တယ်ပေါ့နော်ဒါကဘာကိုဖော်ပြလဲဆိုတော့ဆော့ဆော့ပြောရဲလုံခြုံမှုမရှိတဲ့အပိုင်းအပြင်ကိုမှဒီကျောင်းသားမိဘတွေအနေနဲ့အခြေခံလူတန်းစားအနေနဲ့ဒီပညာရေးကိုတက်နိုင်မှုမရှိတဲ့အပိုင်းကိုဖော်ပြနေပါတယ်ဆိုတော့ဒီအခမဲ့ပညာရေးကိုရနေရင်တောင်မှဒီအခြေခံလူတန်းစားကဒီတစ်နှစ်ပတ်လုံးကုန်ကြမဲ့အကြောင်းစရိတ်ပေါ့နော်စာရွက်စာတမ်းစာအုပ်ဖိုးတွေဒါတွေကမတက်နိုင်တဲ့အနေအထားကိုရောက်နေပါပြီဒါကြောင့်မို့လို့ကလေးတွေကဆိုလို့ရှိရင်ပညာဆက်သင်ဖို့ထက်ကျမတို့အလုပ်ထွက်လုပ်ဖို့ပဲရွေးချယ်ကြပါတယ်ဒါကတော့ဒီအခုလက်ရှိပညာရေးပေါ်မှာမတက်နိုင်မှုလက်လန်းမမီနိုင်မှုကိုဖော်ပြနေပါတယ်တတိယအချက်အနေနဲ့ဆွေးနွေးချင်တာကတော့ပညာရေးအရေးသွေးကျဆင်းမှုပေါ့ဒီပညာရေးအရေးသွေးကျဆင်းမှုလို့ပြောရမယ်ဆိုရင်ကျမအနေနဲ့အပိုင်းနှစ်ပိုင်းခွဲပြီးတော့ပြောပါမယ်ဆိုတော့ဒီပညာရေးအရေးသွေးကျဆင်းမှုဆိုရင်အရင်တည်းကပေါ့နော်ဒါကလိုအပ်ချက်တွေရှိနေတဲ့ကဏ္ဍတစ်ခုဖြစ်တယ်ကျမတို့အတက်နိုင်ဆုံးလဲဒီသင်ကြားရေးနည်းစနစ်တွေပြောင်းလဲဖို့လဲစ조사ခဲ့ကြတယ်ဒီစ조사မှုတွေကအာနာသိန်းကာလမှာဆိုရင်ဒီစ조사မှုတွေကိုထည့်သွင်းစဉ်းစားနိုင်တဲ့အချိန်ကရော့နေခဲ့တယ်ပေါ့လေဆိုတော့ဒါကြောင့်မို့လို့ပဲပညာရေးအရေးအသွေးကကျွန်တော်ပုံမှန်ထပ်ပို့ပြီးကျဆင်းလာတာကိုတွေ့ရပါတယ်ပထမဆုံးဘာကြောင့်ကျဆင်းလာလဲဆိုတဲ့ဟာကိုနံပါတ်1အနေနဲ့ကျွန်မ budget လိုအပ်ချက်နဲ့ဆွေးနွေးချင်ပါတယ်အခုပြထားတဲ့ data တွေကိုကြည့်ရင်လည်းသိနိုင်ပါတယ်ဆိုတော့ပြည်အောင်စုရဲ့စုစုပေါင်း budget ရဲ့အားလုံးပေါ်မှာဒီသုံးဆွဲထားတဲ့ရာခိုင်နှုန်းอ่ะဆိုရင်ပညာရေးပေါ်မှာအရန်ကိုနေပါတယ်ဆိုတော့2020 2021ဘဏ္ဍာနှစ်မှာဆိုလို့ရှိရင်ပညာရေးအပေါ်မှာသုံးဆွဲမှုက8ရာခိုင်နှုန်းကျော်ရှိခဲ့ပါတယ်ဒါပေမဲ့အခု2024-25မှာဆိုလို့ရှိရင်တော့ကြည့်မယ်ဆိုရင်တော့သိနိုင်ပါတယ်ဆိုတော့တော်တော်လေးကြာသွားပါအခုလာမယ့်နှစ်မှာဆိုရင်6.9နှစ်အထိတိုးမယ်ဆိုပေမဲ့အာနာသိန်းကာလမတိုင်ခင်ကပညာရေးဘတ်ဂျက်ကိုမမီသေးပါဘူးဒါကတော့ပညာရေးဘတ်ဂျက်ရဲ့လိုအပ်ချက်ပဲဖြစ်ပါတယ်ဆိုတော့ဒီဘတ်ဂျက်ကြောင့်ပဲလားဆိုတော့မဟုတ်ပါဘူးပညာသင်ပေးနိုင်တဲ့စွမ်းရည်ညော့နေလာမှုပေါ့ဒီညော့နေလာမှုလို့ပြောတဲ့အခါမှာကျမတို့ဒီနိုင်ငံရေးပရိပခတွေကြားထဲမှာ CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ဆရာဆရာမတွေရဲ့ကွက်လက်ကလည်းအရန်ကိုကြီးမားပါတယ်ဆရာဆရာမတွေရဲ့ကွက်လက်ကိုဖြည့်ဖို့အတွက်ဆိုလို့ရှိရင်အရေးအသွေးထက်အရေးအတွက်ကိုဦးစားပေးတာမျိုးတွေလည်းတွေ့ရပါတယ်ဒါကလည်းတစ်ချက်ပေါ့တစ်ဖက်မှာလည်းလွတ်မြောက်နယ်မြေတွေမှာကိုထူကိုထပညာရေးစနစ်ကိုထူထောင်ကြတယ် CDN ဆရာဆရာမတွေအားဖြည့်ကြတယ်ဒါကလုံလောက်တဲ့အနေအထားကိုမရောက်သေးဘူးပေါ့ဒီအချက်လက်တွေကိုကြည့်ခြင်းအပြင်နှစ်ဖက်စလုံးကအရေးအသွေးရောအရေးအတွေ့ရောပညာရေးအရေးအသွေးအတွက်လုံလောက်တဲ့ပမာဏမှာရှိမနေဘူးပေါ့ဒီအချက်လက်ကိုကြည့်ခြင်းအပြင်ပညာရေးအရေးအသွေးကျဆင်းလာတယ်လို့ကျွန်မအနေနဲ့ဆွေးနွေးချင်ပါတယ်အခုကျွန်မဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကတော့ပညာရေးအကျက်တဲရဲ့အခြေခံအကြောင်းတရား3ခုပေါ့နော်လုံခြုံမှုတက်နိုင်မှုနဲ့ပညာရေးအရေးအသွေးကျဆင်းမှုဒီအကြောင်းအချက်3ချက်ပေါ်မှာမူတည်ပြီးတော့ဆွေးနွေးခဲ့တာပါကျန်တဲ့အကြောင်းချက်တွေကိုဆွေးနွေးဖို့အတွက်ကိုချမ်းဝင်ဖိတ်ခေါ်ချင်ပါတယ်ရှင်ဟုတ်ဒီအီမီပြောတဲ့ဒီဘာဖြစ်လို့ចောင်းသားတွေပေါ့စာသင်ခန်းတွေမရောက်လာတယ်ဆိုတော့အရင်ကအကြောင်းတရားတွေထဲက3ချက်ကိုဆွေးနွေးခဲ့တယ်ပေါ့လေဆိုတော့ဒီ3ချက်အပြင်ကျွန်တော်ကတော့2ချက်ထပ်ပြီးတော့မှအရေးလဲကြီးတယ်လက်ရှိလှုပ်ဆောင်မှုလူနဲ့အချက်2ချက်ကိုဆွေးနွေးခြင်းတယ်ပေါ့ဆိုတော့ပထမတစ်ချက်ကတော့ဒီအတိမတ်ပြုမှုပေါ့အတိမတ်ပြုမှုဆိုတဲ့ဟာနဲ့တစ်ဆက်ထဲမှာပဲကျွန်တော်တို့ဒီစနစ်ရှိမှုနဲ့ဒီစနစ်တွေအကြအပြန်အလှန်ချိတ်ဆက်ဆောင်ရွက်မှုဟိုကျွန်တော်ထည့်ပြီးတော့မှဆွေးနွေးခြင်းတယ်ဘာဖြစ်လို့လဲဆိုတော့လက်ရှိမှာကျွန်တော်တို့ဒီနိုင်ငံရေးစစ်ရေးကသူ့ဘက်ကိုပဲဖြစ်တဲ့ခါမှာဂျားထဲမှာပညာရေးကဂျားညက်ပြီးတော့မှကျွန်တော်တို့အပြန်လန်ဟိုအတိမတ်မပြုလာကြတော့ဘူးမပြုကြတော့ဘူးပေါ့လို့ဆိုတော့အဲ့လိုနောက်ဆက်တွဲအနေနဲ့ကျွန်တော်တို့ဘာဖြစ်သွားလဲဆိုတော့ဒီလိုမျိုးအတိမတ်မပြုတဲ့ခါမှာကျွန်တော်တို့ចောင်းသားចောင်းသူတွေအနေနဲ့ထပ်ပြီးတော့မှအသက်မွေးချောင်းသွားကျင်တာပဲဖြစ်ဖြစ်နောက်ကအစစ်မြပညာကိုသွားကျင်တာဖြစ်ဖြစ်ဆိုတော့အတိမတ်မပြုတဲ့ခါမှာကျွန်တော်တို့ဝေရောဖြစ်သွားတာလေသူဆက်တင်ရမလားမတင်ရဘူးလားအဲ့လိုပုံစံမျိုးတွေနဲ့ဖြစ်သွားတာရှိတယ်ပေါ့ဆိုတော့ဒါကြောင့်မလို့ဒီကိစ္စကအတိမတ်ပြုမှုကကျွန်တော်တို့
လှုပ်ဆောင်ဖို့လိုနေပြီဆိုတော့လက်ရှိမှာဟိုလုံနေတာတချို့တော့ရှိရဒါပေမဲ့ကျွန်တော်ကျေကျေမြတ်မတွေ့ရသေးဘူးပေါ့နောက်တစ်ချက်ကဒီဟာနဲ့တစ်ဆက်တည်းပဲကျွန်တော်တို့စနစ်အကြောင်းတွေပြောလို့ရဆိုတော့အတိမတ်ပြုမှုဆိုတဲ့ဟာကကျတော့စနစ်ရှိမှဒီစနစ်သူတို့စနစ်အခြေချင်းမှာစိတ်ဆက်ဆောင်ရွက်မှုရှိမှဒါကျွန်တော်တို့ကဒီအတိမတ်ပြုမှုလှုပ်ဆောင်တဲ့အခါမှာပို့ပြီးတော့မှလွယ်ကူသွားမယ်ပေါ့လေဆိုတော့စနစ်မရှိဘဲနဲ့ကျွန်တော်တို့ကဟိုဒီဥပမာမိုင်ဂျိုင်ယန်ကကလေးတယောက်ဝါဒီမြင့်ကြီးနာတက္ကသိုလ်လာတက်မယ်ဒါမှမဟုတ်ရခိုင်ကကလေးကဟိုချမ်းပြည်ကဟိုတက္ကသိုလ်တစ်ခုတက်မယ်ပဲဖြစ်ဖြစ်ဒါအခုဖွင့်နေတဲ့ဟိုဒီကောလိပ်တက်မယ်ပဲဖြစ်ဖြစ်ဒီလိုမျိုးစနစ်တွေမရှိနောက်ကစနစ်အချင်းချင်းမှာစိတ်ဆက်ဆောင်ရွက်ပူးပေါင်းမှုမရှိဘူးဆိုရင်ဒါခတ်သွားလိမ့်မယ်ဒါကြောင့်မလို့အတိမတ်ပြုမှုလည်းကျွန်တော်တို့ပြောရမယ်နောက်တစ်ဆက်ထက်မှလည်းကျွန်တော်တို့စနစ်အကြောင်းလည်းပြောရမယ်ပေါ့လေဆိုတော့နောက်တစ်ခုကကျတော့စနစ်ဒီအချင်းချင်းစိတ်ဆက်ဆောင်ရွက်မှုလည်းပြောရမယ်ပေါ့ဆိုတော့ဒါမှတော့ကျွန်တော်တို့ကဒီခုတူနဲ့တနေရာကူးပြောင်းတဲ့ခါမှာပို့ပြီးတော့မှလွယ်ကူသွားမယ်ပေါ့လေဆိုတော့ဒီလိုမျိုးကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အကြောင်းတွေကိုဘက်တီတီကကျွန်တော်ထင်ဟိုအရေးတကြီးဖြည့်ရှင်းသင့်တယ်လှုပ်သင့်တယ်လို့တော့မြင်တယ်ဆိုတော့ဒါမှတော့ကျွန်တော်တို့လက်ရှိအကျက်တဲကိုကျွန်တော်တို့ဖြည့်ရှင်းနိုင်မယ်မဟုတ်ရင်တော့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့နိုင်ငံရဲ့အနာဂတ်ကကျွန်တော်တို့ဟိုရင်လေးစရာပဲကျွန်တော်တို့ရဲ့ကလေးရဲ့အနာဂတ်ကရင်လေးစရာပဲဖြစ်တယ်ပေါ့လေဆိုတော့လက်ရှိတော့ကျွန်တော်နှစ်ယောက်ဆွေးနွေးခဲ့တာတော့ဒီအပြင်အကျက်တွေရဲ့အရင်ခံအကြောင်းတရားပထမပိုင်းမှာကျွန်တော်ဆွေးနွေးခဲ့တယ်ပေါ့ဒုတိယတစ်ပိုင်းအနေနဲ့တော့ဒီအကျက်တွေရဲ့ဒီဆက်အကျိုးဆက်တွေဟိုလက်ရှိဘယ်လိုမျိုးတွေ့ကြုံနေရလာမဲ့ရေတိုရေရှိမှာဘယ်လိုမျိုးအလားအလာတွေရှိလဲဆိုတဲ့ဟာကိုအမေကဆွေးနွေးပြပါပညာရေးဆိုင်ရာအကျက်တဲရဲ့အကျိုးဆက်လို့ပြောမယ်ဆိုရင်တော့ဒါကဒီနိုင်ငံတနိုင်ငံရဲ့ပေါ့နော်အဓိကကြတဲ့အချက်လို့တော့ပြောလို့ရတယ်ပြီးလို့ရှိရင်တော့အမြန်ဆုံးပေါ့နော်ဖြည့်ရှင်းဖို့ဆော့ဆော့ကိုချန်ပြောတယ်လို့မျိုးအဖြေရှာဖို့လိုနေတဲ့အကျိုးဆက်တွေပေါ့နော်ဆိုတော့အဲ့ဒါကဘာလဲဆိုရင်အမိအနေနဲ့ဒီမှာလဲအပိုင်းအဓိကနှစ်ပိုင်းခွဲပြီးတော့ပြောချင်တယ်ပေါ့နော်အဓိကအကျိုးဆက်လို့ပြောတဲ့အခါမှာပညာရေးကိုပြန်စဉ်းစားကြည့်ကြရအောင်ပေါ့နော်ဆိုတော့ပညာဆိုတာအမိတို့တောက်လျှောက်သိခဲ့တဲ့အရာကအမှားအမှန်ကိုဝေဖန်ပိုင်းခြားဆင်ခြင်သုံးသပ်နိုင်တဲ့ဉာဏ်ပညာအသိအလိမ္မာသဘောတရားပဲဖြစ်ပါတယ်ပေါ့နော်။အဲဒီတော့မှအခုဆိုလို့ရှိရင်ဒီစာသင်ကြားနိုင်တဲ့နေရာတွေသင်ယူနိုင်တဲ့နေရာတွေအဲ့လိုမျိုးနေရာတွေကအကန့်အသတ်ရှိလာတာမျိုးပြီးလို့ရှိရင်စာမသင်နိုင်တာမျိုးဆိုလို့ရှိရင်ဒီအသိအလိမ္မာရှိတော့မှာမဟုတ်ပါဘူး။ဒါကအကျိုးဆက်ရဲ့အကြီးမားဆုံးသောဆုံးရှုံးမှုလို့ပြောလို့ရပါတယ်။ဆိုတော့ဒါနဲ့တစ်ဆက်တည်းမှာဖြစ်လာတဲ့အကျိုးဆက်ကဘာလဲဆိုတော့ကျွမ်းကျင်တဲ့လုပ်သားအင်အားတို့ human capital ကိုဆုံးရှုံးတာပါဥပမာကျမတို့နိုင်ငံမှာလိုအပ်တဲ့ကဏ္ဍတွေအများကြီးရှိတယ်အဲ့ဒီကဏ္ဍတွေအတွက်လိုအပ်တဲ့ပညာရှင်တွေလည်းအများကြီးရှိတယ်ဆိုတော့ဒီလိုအပ်တဲ့ပညာရှင်ပညာတတ်တွေမရှိတော့တဲ့အခါမှာနိုင်ငံရဲ့အနာဂတ်ကစိုးရိမ်ရေးအမှတ်ကိုရောက်လာရတယ်ပေါ့လေဆိုတော့ဒါကတော့အကျိုးဆက်ရဲ့တစ်စိတ်တစ်ပိုင်းပေါ့ဆိုတော့နောက်တစ်ချက်အနေနဲ့ကြတော့လဲစစ်အုပ်ချုပ်မှုအဆက်ဆက်မှာကျမတို့ခံစားလာရတဲ့အုံနောက်ယိုစီမှုပြဿနာပဲဖြစ်ပါတယ်။ဒါကိုတော့ brain drain လို့ပြောရပေါ့။ဒီ brain drain ပြဿနာကိုလည်းအခုကာလမှာဆိုရင်အများကြီးကိုမှကျမတို့တွေ့လာရတယ်ပိုဆိုးလာတဲ့အခြေအနေတွေတွေ့လာရတယ်ပေါ့။ဒါကဘာလဲဆိုလို့ရှိရင်ပညာတတ်လူငယ်တွေတင်မကဘဲနဲ့ပညာတစ်ပိုင်းတစ်စားနဲ့လူငယ်တွေကပါအခုဆိုရင်နိုင်ငံကိုအလုံးရင်းနဲ့ထွက်ခွာနေတာမျိုးတွေပါ။ဒါက brain drain အုံနောက်ယိုစီမှုပြဿနာရဲ့အကြီးမားဆုံးအပိုင်းပဲဖြစ်ပါတယ်။ဆိုတော့ဒီနောက်အကျိုးဆက်အနေနဲ့ပေါ့နော်ဒါကတော့လူမှုလက်တွေ့ဘဝမှာအကုန်လုံးမြင်နေရတဲ့အပိုင်းပါဒါကဘာလဲဆိုလို့ရှိရင်ကျမတို့စာသင်ကျောင်းဆိုတာအရင်တုန်းကဆိုလို့ရှိရင်ဒါအိမ်ပေါ့ကလေးတွေရဲ့ဒုတိယအိမ်နောက်တစ်ခုကကျမတို့ဝိဇ္ဇာသိပ္ပံဘာသာရပ်တွေသင်ပေးယုံတယ်မဟုတ်ဘဲနဲ့ဒီလူအဖွဲ့အစည်းမှာနေထိုင်ဖို့ယဉ်ကျေးမှုအခြေခံစံနှုန်းစံထားတွေကိုသင်ယူလေ့လာရတဲ့နေရာမျိုးပါအခုချိန်မှာဒီစာသင်ကျောင်းတွေအကန့်အသတ်ရှိလာတယ်သို့မဟုတ်ဒီလိုမျိုးဖြစ်လာတဲ့အပေါ်မှာဆိုလို့ရှိရင်ကျမတို့တွေကစောစောကပြောတဲ့ဒီစံနှုန်းတွေကိုလက်ယူရှုလာတာမျိုးတွေအဲ့ဒါတွေကိုခံစားလာရပါတယ်အဲ့ဒီအကိုဘယ်မှာကျင့်သိနိုင်လဲဆိုတော့ကျမတို့ဒီအခုလက်ရှိဖြစ်ပေါ်နေတဲ့ဒီကျောင်းသားတွေကျောင်းတွင်းကိစ္စရပ်တွေမှာတွေ့နိုင်ပါတယ်ဆိုတော့အရင်တော့ဆိုရင်ကျမတို့ကျောင်းမှာလူခွင့်ရေးတွေရပိုင်ခွင့်တွေဒါတွေသိသေးတာမဟုတ်ဘူးသင်ရသေးတာမဟုတ်ဘူးပေါ့နော်အဲ့လိုမသင်ကြားခင်မှာကျောင်းကဘာသင်ပေးလိုက်လဲဆိုတော့တယောက်နဲ့တယောက်ဘယ်လိုမျိုးကိုချင်းစာတရားထားကြမလဲနောက်တစ်ခါတယောက်နဲ့တယောက်ဘယ်လိုလေးစားလိုက်နာကြမလဲနောက်ချက်ကဘယ်လိုမျိုးပူးပေါင်းဆောင်ရွက်မလဲစတဲ့ဒီကျမလူဖွဲ့စီမှာနေထိုင်ဖို့အတွက်လိုအပ်တဲ့စံနှုန်းတွေကိုကျောင်းကသင်ပေးတာပါဒါကိုလူမှုဘဝပညာသင်ပေးတယ်လို့လည်းပြောနိုင်ပါတယ်ဒီလိုမျိုးသင်ကြားပေးမှုကပြက်ကွက်လာတဲ့အခါမှာကျမတို့ဒီလူဖွဲ့စီမှာဘာတွေတွေ့လာရလဲဆိုရင်ကျောင်းသားတွေလက်နက်သုံးပြီးတော့ရန်ဖြစ်တာရန်ဖြစ်တယ်ဆိုတာထက်လက်နက်သုံးပြီးရန်ဖြစ်တာပြီးလို့ရှိရင်ဒီကျမတို့အသက်သေးဆုံးတဲ့အထိအသက်အန္တရာယ်ဖြစ်စေတဲ့အထိဖြစ်တာမျိုး
ပြီးရင်တွေးနိုင်ပါတယ်ဒီလိုမျိုးအရက်သေးစားတွေတောက်စားတာအပြင်မူရစ်စေဝါကိုပါပေါ်ပေါ်တင်တင်သုံးဆွဲလာတာမျိုးတွေဆိုတော့ဒီအချက်လက်တွေကို social media တွေမဟုတ်ဘဲနဲ့ကျမတို့ရဲ့ဘေးပတ်ဝန်းကျင်လူမှုပတ်ဝန်းကျင်မှာဆိုရင်ခက်စိတ်စိတ်မြင်လာရပါတယ်ဒါကတော့စောစောကကိုချမ်းပြောခဲ့တဲ့ဒီကျမတို့ရဲ့ဒီအကျက်တဲပေါ့နော်ပညာရေးအကျက်တဲရဲ့အကျိုးဆက်တွေပဲဖြစ်ပါတယ်ဆိုတော့အခုဒီဘိုင်းမှာတော့ကျွန်မဒုတိယပိုင်းအနေနဲ့ပညာရေးအကျက်တဲရဲ့အကျိုးဆက်တွေကိုအပိုင်းနှစ်ပိုင်းခွဲပြီးတော့ဆွေးနွေးခဲ့တာပဲဖြစ်ပါတယ်ဟုတ်ကဲ့ဆွေးနွေးပေးသွားတဲ့ panelist တွေကိုကျေးဇူးတင်ပါတယ်ခင်ဗျာအခုဆက်လက်ပြီးတော့မှကျွန်တော်တို့အစီအစဉ်မှာပေါ့နော်ဒီပြင်ပကဖိတ်ခေါ်ရတဲ့ဆရာဦးသိန်းနိုင်ကလည်းဒီပညာရေးအကျက်တဲနဲ့ပတ်သက်ပြီးတော့မှလက်တွေ့ကျကျဘာတွေဆက်လုပ်နိုင်မလဲဆိုတာဆွေးနွေးသွားဖို့ရှိပါတယ်ဒါဆိုကျွန်တော်တို့ဆရာကိုဆွေးနွေးပေးဖို့မေးခွန်းမေးချင်ပါတယ်ခင်ဗျာဟုတ်ဆိုတော့ဒီလက်ရှိပရိပက္ခနိုင်ငံရေးအခင်းအကျင်းမှာပေါ့နော်ပညာရေးအကျက်တဲတစုံတရာပြည်လည်နိုင်မှုအတွက်ဆိုလို့ရှိရင်သက်ဆိုင်ရာခေါင်းဆောင်တွေအနေနဲ့လက်တွေ့ကျတဲ့ဘယ်လိုမျိုးမူဝါဒတွေကိုဆောင်ရွက်သင့်တယ်လို့ဆရာမြင်ပါတယ်ခင်ဗျာဟုတ်ဆွေးနွေးပေးဖို့ဆရာကိုဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဖိတ်ခေါ်တဲ့အတွက်နောက်အထူးသဖြင့်ဒီပညာရေးမှာအလွန်အကျက်တဲကြီးမားနေတာပေါ့နော်ပညာရေးကြောင့်ပဲဖြစ်စေနိုင်ငံရေးအကျက်တဲကြားထဲမှာကျွန်တော်တို့ဟာကြာရှုံးနိုင်ငံစီကိုဥတည်နေတယ်ဆိုတာကိုကျွန်တော်တို့မျက်ကွယ်ပြုလို့မရတော့ဘူးကျွန်တော်တို့ကျောင်းသားထက်ဝက်ပေါ့နော်ဒါပညာသင်ကြားဖို့အတွက်အလံဝေးกว่าခဲ့ရတယ်ဝေးလွှင့်ခဲ့ရတယ်လွင့်စင်ခဲ့ရတယ်လက်နမ်းမမီဖြစ်ရတယ်ပြီးတော့လည်းအရေးသွေးပိုင်းဆိုင်ရာနောက်တစ်ခုကလုံခြုံရေးပိုင်းဆိုင်ရာဒီအခြေအနေတွေကကျွန်တော်တို့တိုင်းပြည်ကြာရှုံးနိုင်ငံအဆင့်ကိုရောက်ရှိနေတဲ့အညွှန်းကိန်းတွေလို့လည်းဒီနည်းအားဖြင့်ပြောနိုင်တယ်ပညာရေးအားဖြင့်တော့ကျွန်တော်တို့အများကြီးစူးစမ်းဖို့လိုပါတယ်ဆိုတော့ဒီမှာအထူးသဖြင့်တော့နိုင်ငံရေးပြပအကြားမှာပညာရေးလမ်းမှီမှုနဲ့အရေးသွေးကကြကုတ်ကြကဲစူးစမ်းဆောင်ရွက်နေကြတဲ့သူတွေကြီးပါပဲဆိုတော့နိုင်ငံရေးပြည်လည်မှပညာရေးကိုဆောင်ရွက်မယ်ဆိုပြီးတော့လဲစောင့်ဆိုင်နေလို့မရပါဘူးဒါအကြောင်းသားလူငယ်တွေနဲ့ကလေးတွေပေါ်မှာကျောင်းသူကျောင်းသားတွေပေါ်မှာဒီလိုရက်ဆက်ရာရောက်ပါလိမ့်မယ်ပညာသင်ကြားမှုအဟံအတာမဖြစ်စေသင့်ဘူးပေါ့နော်ဒီကျွန်တော်တို့မှာဘတ်တွေရှိနေခဲ့ပြီဘတ်နှစ်ဖက်ရှိတယ်ဘတ်3 4ဘတ်လည်းရှိနေနိုင်ပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်အချက်3ချက်ကိုဦးစားပေးတင်ပြခြင်းပါတယ်အချက်3ချက်ကကျွန်တော်တို့ရဲ့ဒီပဂတိအခြေအနေကနေပြီးတော့ပညာရေးအပြင်ဖောက်ထွက်နိုင်ဖို့နီလန်းတချို့တို့လည်းပြောနိုင်ပါတယ်ဆိုတော့ပညာရေးအတိုင်းအဝိုင်းပညာရေးအဖွဲ့အစည်းများမူဝါဒချမှတ်တဲ့သူတွေပေါ့နော်အားလုံးအတွက်ထည့်သွင်းစဉ်းစားနိုင်မယ့်အချက်3ချက်လို့ကျွန်တော်ပြောချင်ပါတယ်နောက်ဒီဆွေးနွေးတင်ပြမှုဟာထိခိုက်နစ်နာမှုပုံမခံစားနေကြရတဲ့ပြည်တွင်းစစ်ဘေးဒဏ်သင့်နယ်မြေတွေအတွက်ကျွန်တော်ဦးစားပေးပြီးတော့ဆွေးနွေးပါမယ်ဒါပေမဲ့ဘယ်နှစ်ဖက်စလုံးကလည်းစဉ်းစားနိုင်ဖို့ကျွန်တော်ထည့်သွင်းဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ပထမတစ်ချက်အနေနဲ့ကတော့အခုလိုကာလမျိုးမှာပေါ့နော်ပညာရေးပေါ်မှာအန္တရာယ်ကြောက်ရောက်မှုဟာဘက်တစ်ဖက်တည်းအတွက်အန္တရာယ်ရှိနေတာမဟုတ်ပါဘူးမတူကွဲပြားတဲ့ benefit စလုံးအတွက်ကျွန်တော်တို့အားလုံးဟာအန္တရာယ်ကိုရင်ဆိုင်နေကြရတာဖြစ်ပါတယ်အထူးသဖြင့်ဒီလေကြောင်းပြတ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုတွေကပညာရေးအတွက်အန္တရာယ်အရှိဆုံးလို့ပြောနိုင်တယ်နောက်ပြီးတော့လည်းပဲကျွန်တော်တို့ဟာမူဝါဒနဲ့เนาะပညာရေးကိုကာကွယ်နိုင်ဖို့ပြန်လည်ပြုထောင်နိုင်ဖို့လိုအပ်ပါတယ်ဒီအတွက်ကိုအချက်3ချက်ကိုတင်ပြဆွေးနွေးလို့ပေါ့เนาะဆိုတော့ဒီမှာကျွန်တော်တို့ကစာသင်ကျောင်းတွေဖွင့်လှစ်ထားရှိတဲ့တိုင်းရင်းသားနယ်မြေဒေသတွေအထူးသဖြင့်ဒီထိန်းချုပ်ထားတဲ့တိုင်းရင်းသားတွေထိန်းချုပ်တဲ့နယ်မြေဒေသတွေအညာကျေးလက်နယ်မြေတွေမှာရှိတဲ့ပညာရေးဝန်နယ်မြေတွေဒါတွေဟာအန်ဒရယ်ကင်းမဲ့ဇုံတွေအနေနဲ့အလေးထားဆောင်ရွက်ကြဖို့အထူးလိုအပ်ပါတယ်နောက်ပြီးတော့လည်းကျွန်တော်တို့ဒီအပြန်အလှန်စာသင်ကျောင်းနဲ့ပညာရေးနယ်မြေတွေကိုပြတ်မှတ်ထားလာကြတာဟာဒါတိုင်းပြည်ရဲ့အနာဂတ်အတွက်အမြင့်တမ်းအယုတ်ဆိုးအကြီးတန်းနေတာကိုကျွန်တော်တို့တွေ့ရတာပေါ့လေဒီအတွက်ကိုအထူးသဖြင့်လေကြောင်းတိုက်ခိုက်မှုတွေနဲ့ဒီပြတ်မှတ်ထားတိုက်ခိုက်မှုတွေဟာနာကြီးအဲ့ဒီပုံမှာနာကြီးစိတ်နဲ့ပြန်လဲတုံ့ပြန်မှုတွေကလည်း benefit စလုံးကိုပုံမထိခိုက်လာတဲ့အခြေအနေတွေကျွန်တော်တို့တွေ့ရတယ်ဒီအတွက်ကိုကျွန်တော်တို့ရဲ့စာသင်ကျောင်းတွေပေါ့နော်စာသင်ကျောင်းတွေပညာရေးအတိုင်းအဝိုင်းပညာရေးဝန်နေရာတွေဟာဘေးကင်းလုံခြုံအောင်ဇုံတွေအနေနဲ့ကျွန်တော်တို့တတ်မှတ်ဖို့စီမံဆောင်ရွက်ဖို့လိုအပ်ပါတယ်ပညာရေးနဲ့ဒီလူမှုဘဝပေါ့နော်လူမှုဘဝဘေးကင်းလုံခြုံရေးအစီအမံဘတ်တွေအားလုံးကစဉ်းစားပေးဖို့လိုအပ်တယ်အထူးသဖြင့်စန့်ကျင်ဘက်အုပ်စုတွေအားလုံးကကလေးသူငယ်တွေရဲ့ပညာရေးလက်လန်းမှီဖို့အတွက်ဆိုလို့ရှိရင်ဒီအချက်ကို
ဦးစားပေးစဉ်းစားရမယ့်တစ်ချက်အနေနဲ့တင်ပြခြင်းနဲ့ဒီအတွက်မူဝါဒဘေးကင်းလုံခြုံရေးဆိုင်ရာမူဝါဒနောက်ပြီးတော့လူပုံသိက္ခာနဲ့ပေါ့နော်ဆိုတော့ကျွန်တော်တို့ရှင်သန်ရည်တည်ဖွင့်ရှိနိုင်ဖို့အတွက်စဉ်းစားပေးကြဖို့ထူးလိုအပ်ပါတယ်ပြီးတော့လည်းပဲဒီလုံခြုံရေးနဲ့စစ်ဖက်ရေးရာမှာတာဝန်ရှိတဲ့သူတွေဟာပညာရေးနယ်မြေပညာရေးကိစ္စတွေစာသင်ကျောင်းတွေသင်ကြားရေးတွေမှာပါဝင်ဆွတ်ဖက်တာမျိုးမလုပ်ဘဲနဲ့ဒေသခံပညာရေးအဖွဲ့အစည်းတွေနဲ့လူထုရဲ့ဆန္ဒကိုလိုက်နာဖို့လိုအပ်တယ်ဘေးကင်းလုံခြုံမှုရှိဖို့အတွက်ဝန်းရံပေးဖို့ပေါ့နော်ကိုကြီးပံ့ပိုးပေးဖို့လိုအပ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီဘေးကင်းလုံခြုံရေးအစီအမံကိုဆောင်ရွက်တဲ့နေရာမှာပညာရေးနယ်မြေပေါ့နော်ဆိုတော့ပညာရေးနယ်မြေကျောင်းသူကျောင်းသားတွေဆရာဆရာမတွေဘေးကင်းလုံခြုံဖို့ပိုးပြီးတော့လိုအပ်ပါတယ်ဒီလိုမိုးရဒီမှာကျွန်တော်တို့ကျောင်းသူကျောင်းသားတွေနဲ့ဆရာဆရာမတွေရှိုးမြောင်တွေထဲမှာဘူးတွေထဲမှာတောနဲ့ထဲမှာစာတင်ကြားနေရတဲ့အခြေအနေဆိုမိုးမလုံလေမလုံနေရာတွေမှာနောက်ပြီးတော့လည်းဘေးအန်ဒရယ်မလုံခြုံတဲ့ပြည်တွင်းစစ်နယ်မြေဒေသတွေမှာဆိုတော့ဒီလိုအခြေအနေကနေလွတ်မြောက်ဖို့အတွက်မူဝါဒအစီအမံကိုကျွန်တော်တို့သက်ဆိုင်ရာနယ်မြေ unit တွေကဆောင်ရွက်ဖို့အလွန်မင်းလိုအပ်ပါတယ်။ဒါနှစ်ဖက်စလုံးအာဏာပိုင်တွေကိုအနေနဲ့လည်းပဲဒီလိုနေရာတွေကိုပံ့ပိုးမကူညီနိုင်ခဲ့ရင်တော့မှဘေးဒုက္ခမရောက်စေဖို့အတွက်တိုက်ခိုက်မှုတွေကိုရပ်တန့်ဖို့ကျွန်တော်တို့လိုအပ်မယ်လို့ထင်ပါတယ်။နံပါတ်2ချက်ကတော့ကျွန်တော်တို့ဆရာဆရာမတွေရဲ့အရည်အသွေးနဲ့တင်ယုံညွှန်းနှံနောက်ပြီးတော့ပညာရေးရန်ပုံတွေဦးစားပေးအစီအစဉ်တွေကိုကျွန်တော်တို့တိစောက်နိုင်ဖို့ဖြစ်ပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့ကျွန်တော်တို့ကျောင်းသားတွေစာသင်ခန်းထဲမှာမရှိတော့တဲ့ပြဿနာနဲ့အတူစာသင်ရှင်စိတ်ကုန်ခန်းလာတဲ့ဆရာဆရာမတွေအများရှိလာပါတယ်လှုပ်ဆွနှုံဉာဏ်မြင့်မာနေတာကိုတွေ့ရပါတယ်နယ်မြေဒေသတိုင်းမှာပါပဲမြို့ပေါ်တွေမှာရောကျွန်တော်တို့ဒီတောဘက်တွေမှာရောဆိုတော့ဒီလိုအခြေအနေကျွန်တော်တို့အတွက်လုံးဝပညာရေးစနစ်တစ်ခုလုံးရပ်တန့်သွားနိုင်တဲ့အခြေအနေထိဒါမှမဟုတ်လည်းအရေးသွေးအလွန်မင်းကျဆင်းနေတဲ့အခြေအနေမျိုးကိုကျွန်တော်တို့တွေ့ရတာပါဒီအတွက်ကိုကျောင်းဆရာဆရာမတွေရဲ့အရေးချင်းတဲ့လူမှုစီးပွားဘဝပေါ့လေမြင့်တင်ပေးတဲ့စီမံနီလန်းအသစ်တွေကိုကျွန်တော်တို့ဝိုင်းဝန်းစဉ်းစားဖို့အထူးလိုအပ်တာပါအထူးသဖြင့်တော့စောပိုင်းကပြောခဲ့တဲ့လူထုပညာရေးကိုဆောင်ရွက်နေကြတဲ့ဒေတာအသီးသီးပေါ့နော်ဆရာဆရာမတွေရဲ့လူမှုဘဝလုံခြုံဖို့နောက်တခြားအကျက်တွဲတွေပေါ့သူတို့ရဲ့တခြားအကျက်တွဲတွေလူမှုစီးပွားဘဝရည်တည်နိုင်စွမ်းရှိဖို့အလုပ်ကုန်သိက္ခာဒါတွေအတွက်အရေးပေါ်အခြေအနေအဆင့်ကိုရောက်နေတာပါအလုပ်စွန့်လုံးအင်မတန်မြင့်မားနေတဲ့အခြေအနေကိုကျွန်တော်တို့ကာကွယ်ဖို့လိုအပ်တယ်နောက်ပညာတော်သင်စုတွေအပါဝင်ပေါ့နော်ရှေ့ဆက်ပညာရေးအစီအမံတွေသူတို့စိတ်ခွန်အားရရှိမဲ့အခြေအနေမျိုးတွေဖန်တီးပေးဖို့လိုအပ်ပါတယ်နောက်စွမ်းရည်အခြေပြုပညာရေးပေါ့နော်ဒါကိုသင်ကြားပေးနိုင်တဲ့ဖန်တီးပေးနိုင်တဲ့ဆရာဆရာမတွေမိခင်ဘာသာစကားအခြေပြုပညာရေးစနစ်ကိုအကောင့်ထဲပေါ်နိုင်စွမ်းရှိတဲ့ဆရာဆရာမတွေအနေနဲ့တိုးထောင်ပေးဖို့ကျွန်တော်တို့လိုအပ်ပါတယ်နောက်ဆုံးတစ်ချက်ပေါ့နံပါတ်3ချက်အနေနဲ့ကတော့ကျွန်တော်တို့စန့်ကျင်ဘက်အုပ်စုတွေအားလုံးက Federal နိုင်ငံကိုတိစောက်ဖို့ဆိုပြီးတော့ကြွေးကြော်တမ်းလို့ကြားသိရတယ်ဒီနေရာမှာ Federal Democracy ပညာရေးစနစ်ကိုဒေသအသီးသီးမှာကျင့်သုံးခွင့်ရရှိဖို့ကျွန်တော်တို့အမြဲတမ်းလိုအပ်ပါတယ်ဆိုတော့ Federal Unit အခြေပြုဒေသအခြေပြုပညာရေးဒေသန္တရနဲ့မျိုးနွယ်စုပေါ့နော်လူမျိုးစုအခြေပြုဒီပညာရေးစနစ်တွေကိုအတိအမှတ်ပြုပေးခြင်းအပြင်အရေးအတွက်ပြဿနာနဲ့အရေးသွေးပြဿနာကိုကူညီရာရောက်မယ်လို့ကျွန်တော်ပြောချင်ပါတယ်နိုင်ငံရေးပြဋိပက္ခတွေကိုလည်းပဲတနည်းတစ်ပုံအားဖြင့်ရေရှည်အမြင်နဲ့ကျွန်တော်တို့ဖြည့်ရှင်းတစိမ့်တွေသာဖြည့်ရှင်းနိုင်စွမ်းရှိမယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့ဒီကြားကာလမှာဆိုတော့ကျွန်တော်တို့ကဒီ Federal Democracy ပညာရေးစနစ်ကိုအကောင့်ထဲပေါ်ဖို့ကြိုးစားတင်တယ်ပေါ့နော်ဆိုတော့ဒီကြိုးစားတင်တဲ့အကြောင်းရင်းကတော့ဒါဟာ Federal နိုင်ငံရဲ့နိုင်ငံရေးညှို့မှန်းချက်ကိုပညာရေးအပြင်ကျွန်တော်တို့ကပံ့ပိုးပေးတယ်ပညာရေးအပြင်ပို့ပြီးတော့ခိုင်မာအောင်ရှေ့ကိုတက်လှမ်းနိုင်အောင်ပေါ့လေဒီနေရာမှာကျွန်တော်တို့စောပိုင်းကပြောခဲ့တဲ့ဒီဒေသန္တရပညာရေးမှာဒေတာအလိုက်ပေါ့နော်ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်တွေကိုကျွန်တော်တို့ပေးအပ်ဖို့လိုအပ်ပါတယ်ဒါဆန့်ကျင်ဘက်နှစ်ဖက်စလုံးကနေပြီးတော့စဉ်းစားပေးတဲ့အကြောင်းအရာလို့ကျွန်တော်မြင်တယ်အခုတစ်ဖြင့်တော့Federal Unit တွေ Federal ပြည်နယ်တွေအနေနဲ့ Federal Data တွေအနေနဲ့ကျွန်တော်တို့ဒီကျောင်းတွေမှာပေါ့ပညာရေးစနစ်ထဲမှာမိခင်ဘာသာစကားအခြေပြုဘာသာစကားဆောင်ပညာရေးမူဝါဒကိုအတိအမှတ်ပြုဖို့ပြိုးထောင်ဖို့လက်တွေ့ကျင့်သုံးဖို့လိုအပ်ပါတယ်ဘိုးကချုပ်ကင်ထားတဲ့ပညာရေးစနစ်ကနေရာတော်တော်များများမှာတွေ့နေရဆဲပဲဖြစ်ပါတယ်ဆိုတော့ဒီဟာကိုကျွန်တော်တို့ကဒေသန္တရအဆင့်ထိ
ဖွင့်အာဏာပေးအပ်ဖို့အတွက်လိုအပ်ပါတယ် Federal Unit အနေနဲ့ပုံဖော်တိဆောက်လာကြတဲ့ဒီဖက်ချမ်းမှာလည်းပဲကျွန်တော်တို့ဟာဒေသန္တရပညာရေးစနစ်ကိုနီးမှန်လမ်းမှန်နဲ့တူထောင်ဖို့လိုအပ်တာပေါ့လေနောက်တစ်ခုကတော့တင်ယုံညွှန်းနှန်းတွေကိုလည်းပဲကွဲပြားစုံလင်နေတဲ့အခြေအနေဟာပြဿနာမဟုတ်ဘူးလို့ကျွန်တော်မြင်တယ်ဒါပေမဲ့ကျွန်တော်တို့ဆက်ဆက်နိုင်ဖို့ပေါ့နော်အစောပိုင်းကကိုချမ်းတင်ပြခဲ့တယ်လို့ပေါ့နော်ဒီအကြောင်းအကူပြောင်းတွေပြည်နယ်အပြောင်းအကူပြောင်းတွေအတွက်အဆင်ပြေဖို့အတွက်ဘုံစံနှုန်းတွေကိုလည်းကျွန်တော်တို့ကစတင်ဆွေးနွေးဖို့လိုအပ်တဲ့ကာလလို့ပြောချင်ပါတယ်ဒါဟာ Federal Democracy ပညာရေးစနစ်အတွက်မူဝါဒပိုင်းဆိုင်ရာစတင်ဆောင်ရွက်လာတာပေါ့စံနှုန်းတွေနဲ့မူဝါဒပိုင်းဆိုင်ရာFederal စနစ်နဲ့အညီကျွန်တော်တို့ကတည်ဆောက်မှုကိုပြောချင်တာပါဆိုတော့အောင်လက်မှတ်တွေကိုအပြန်အလှန်အတိအမှတ်ပြုတဲ့စနစ်တွေလည်းလိုအပ်တယ်တင်ယုံညံ့တဲ့ဘုံစံနှုန်းတွေမူဝါဒဆိုင်ရာဘုံ platform တွေကိုကျွန်တော်တို့ကဆွေးနွေးကြဖို့ပညာရေး dialogue ကိုကျွန်တော်တို့တည်ဆောက်ဖို့အတွက်ဒေတာဆက်ဆက်နေတဲ့နေမြေတွေမှာဒေတာအများအပြားမှာတစ်ခုလုံးတစ်စုံလုံးအခြေအနေနဲ့လည်းဒါကိုဆွေးနွေးတည်ဆောက်ကြဖို့လိုအပ်နေတာကိုတွေ့ရပါတယ်နောက်အကျက်တဲကာလနဲ့ဒီဇိုင်းနဲ့တဲ့ပေါ့လေပြန်လည်ထူထောင်ရေးအသွင်ကူးပြောင်းရေးကာလတွေအတွက်ကိုဒီကာလမှာပညာရေး data တွေကိုညီမှန်လမ်းမှန်နဲ့စုဆောင်းဖို့ကျွန်တော်တို့အများကြီးလိုအပ်ပါတယ်ဆိုတော့အချုပ်အနေနဲ့ကတော့ကျွန်တော်တို့ရဲ့ဒီကလေးတိုင်းနဲ့ဆရာစမတိုင်းဘေးကင်းလုံခြုံဖို့အတွက်အစီအမံမူဝါဒဒါကိုဒေသန္တရအုပ်ချုပ်ရေးနဲ့ဒေသန္တရကာကွယ်ရေးတွေစစ်ပတ်နဲ့အုပ်ချုပ်ရေးဆိုင်ရာကပူညီပံ့ပိုးဖို့လိုအပ်တယ်နှောက်ယှက်တားဆီးတာမျိုးကိုဘယ်သူမှမလုပ်တင်တာမျိုးပေါ့နော်ပြီးလို့ရှိရင်တော့ Federal Democracy စံနှုန်းပြည့်မီဖို့အတွက်မူဝါဒကျွန်တော်တို့ကပြောထောင်ပေးတင်တယ်ပြီးလို့ရှိရင်တော့ဆက်စမားတွေရဲ့အလုပ်ပုံသိက္ခာနဲ့လူမှုစီးပွားဘဝအတွက်ကိုဝိုင်းဝန်းစဉ်းစားပေးကြဖို့အထူးအရေးကြီးပါတယ်ဆိုတော့ဒါဒီလိုအစီအမံ၃ခုဟာကျွန်တော်တို့အတွက်ဖက်ပေါက်ပေါ့နော်တိုင်းပြည်ရဲ့အနာဂတ်နဲ့ပြန်လည်ထူထောင်ရေးပြောထောင်ရေးတွေအတွက်ထောက်ကူဖြစ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့အခုလိုဆွေးနွေးပေးတဲ့ဆရာသိန်းနိုင်အောင်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဆွေးနွေးမှုကတော့ဒီလောက်နဲ့ပြီးပြီဖြစ်ပါတယ်ဒီပွဲအစီအစဉ်ရဲ့အချိန်ကန့်သတ်ကြောင်းမို့လို့အမေးဖြေခန်းထားကိုလည်းကျွန်တော်တို့ရန်နာလိုက်ပါမယ်ခင်ဗျာဆိုတော့ဒီနေ့တက်လာတဲ့ကပြင်ရဝန်သူရဝန်သားတွေအနေနဲ့မေကွန်းတွေတစုံတရာရှိမယ်ဆိုလို့ရှိရင်လည်း ISP မြန်မာရဲ့ email ကနေတဆင့်ပေးပို့ပြီးတော့မှမေးမြန်းနိုင်ပါတယ်ကျွန်တော်တို့နောက်ပိုင်းမှာပြန်ပြီးတော့မှလက်ခံပြချပေးတော့မှာဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီနေ့ဆွေးနွေးခန်းတာနဲ့ပတ်သက်ပြီးတော့မှပဲ panelist တွေအနေနဲ့နှီးကုန်းချုပ်ဆွေးနွေးပေးပါအောင်ခင်ဗျာဟုတ်ကျွန်တော်တို့ဒီနေ့ဆွေးနွေးခဲ့တာပြန်ပြီးရှုပ်ရမယ်ဆိုရင်ကျွန်တော်တို့ဒီလက်ရှိပညာရေးအကျက်တွေအရင်းခံအကြောင်းအရာ၅ခုကိုကျွန်တော်တို့ဆွေးနွေးခဲ့ကြတယ်အဲ့ဒါနဲ့တစ်ဆက်တည်းကျွန်တော်တို့ဆက်အကျိုးဆက်တွေဘယ်လိုမျိုးရှိနိုင်လဲလက်ရှိလဲတွေ့ကြုံနေရလဲလာမဲ့ဒီကာလတွေမှာလဲဘယ်လိုမျိုးကြုံတွေ့နိုင်လဲဆိုတဲ့ဟာကိုကျွန်တော်တို့ဆွေးနွေးခဲ့ကြတယ်နောက်ဆုံးအနေနဲ့ဆရာကကျွန်တော်တို့ဘယ်လိုမျိုးလက်ရှိလက်တွေ့ကြကျွန်တော်တို့ဖြည့်ရှင်းလို့ရလဲဆိုပြီးဆွေးနွေးခဲ့တယ်ပေါ့လေဆိုတော့ဒီဟာအပြင်ပြောရတဲ့အထက်မှာကျွန်တော်ထပ်ပြီးတော့မှ highlight လုပ်ရှင်တဲ့တစ်ခုရယ်နောက်တစ်ခုကကျွန်တော်ထပ်ပြီးတော့ဖြည့်ရှင်တဲ့စပြီးဘာတွေလုပ်နိုင်လဲဆိုတဲ့ဟာ၃ချက် highlight လုပ်ရှင်တယ်ပထမတစ်ခုကဆရာပြောတဲ့ဟာကိုကျွန်တော်သဘောကျတဲ့ဟာကျွန်တော်ပညာရေးအကျက်တဲ့ဆိုတာကဒီနိုင်ငံရေးအကျက်တဲ့ပြီးမှလောက်ရမယ့်အရာမဟုတ်ဘူးเนาะပညာရေးအကျက်တဲ့ကိုယ်တိုင်ကနိုင်ငံရေးအကျက်တဲ့ပဲဆိုတဲ့ကျွန်တော်မြင်ဖို့လိုတယ်ဒါကြောင့်မို့စလုပ်ဖို့လိုတယ်ပေါ့လို့ဆိုတော့ဒါကတစ်ခုဆရာပြောတဲ့ဟာကိုကျွန်တော်ထပ်ပြီးတော့မှ highlight လုပ်ရှင်တဲ့တစ်ခုနောက်ဆုံးကျွန်တော် highlight လုပ်ရှင်တဲ့၃ခုကတော့ဒီဘာတွေစလုပ်လို့ရမှာပေါ့ကျွန်တော်လက်ရှိမှာဆိုရင်တော့ဆိုတော့ပထမတစ်ခုကတော့ကျွန်တော်တို့ဒီ community ကပံ့ပိုးပေးဖို့လိုတယ်ဆိုတော့ကျွန်တော်တို့ပြန်ကြည့်မယ်ကာလတွေကိုနောက်ပြန်ကြည့်မယ်ဆိုတော့ကျွန်တော်တို့ကဒီတထေးတကြွတွေနောက်တစ်ခုကကြတော့ဒီ religious leader ပေါ့ဘာသာရေးခေါင်းဆောင်တွေကျွန်တော်တို့ကုခဲတာမျိုးရှိတယ်ဆိုတော့ဒီလက်ရှိလဲကုနေကြတာမျိုးရှိတယ်ဆိုတော့အဲ့ဒီလိုမျိုးကုတဲ့ delay ကျွန်တော်တို့ဆက်ပြီးတော့မှတည်ဆောင်သွားဖို့လိုတယ်ပေါ့ဆိုတော့အဲ့လိုမျိုးကုတဲ့ delay ကိုကျွန်တော်တို့လက်ရှိမှာဘာဆက်လုပ်ဖို့လိုလဲဆိုပြီးပို့ပြီးတော့မှစနစ်ကြအောင်စနစ်တစ်ခုရှိအောင်စနစ်တစ်ခုဖြစ်အောင်လုပ်တင်တယ်ဒါဆိုကျွန်တော်တို့ပညာရေးအတွက်ရေးရှိခိုင်ခန့်မယ်ပေါ့လေဒါကပထမတစ်ခုထပ်ပြီးတော့မှဆရာပြောတဲ့အကြံပေးချက်အပြင်ကျွန်တော်ထပ်ပြီးတော့ပြောချင်တဲ့တစ်ခုပါပေါ့တခုဒုတိယတစ်ခုကကြတော့ကျွန်တော်တို့ဒီနိုင်ငံရေးငြိမ်းချမ်းရေးဆွေးနွေးပွဲမှာပညာရေးကိုကျွန်တော်တို့အာဂျန်ဒါတစ်ခုအနေနဲ့ကျွန်တော်တို့ဆွေးနွေးဖို့လိုတယ်ဆွေးနွေးရုံတင်မဟုတ်ဘဲနဲ့ကျွန်တော်တို့လက်ရှိရေးတူမှာဘလို့အဖြေထွက်အောင်လုပ်ကြမလဲဟေးဆိုပြီးတော့မှကျွန်တော်တို့ကအဖြေချကြဖို့လိုတယ်ပေါ့လေဆိုတော့တတိယတစ်ခုကျွန်တော်တို့ဒီမိမောင်းထိုးပြခြင်းတဲ့တတိယချက်ကကြတော့ကျွန်တော်တို့နိုင်ငံတကာအကူအညီကိုတောင်းဖို့လိုတယ်ဆိုတော့ဘတ်တီကနေကျွန်တော်တို့နိုင်ငံတကာရဲ့အကူအညီကိုကျွန်တော်တို့တောင်းကြမယ်တောင်းကြပြီးတော့မှဒီရဲ့ဟာတွေကိုကျွန်တော်တို့ကပြည်တွင်းမှာဘယ်လိုအားကောင်းအောင်ဒီကြက်တယ်ကိုဘယ်လိုဖြည့်ဝိုင်းဝန်းဖြည့်ရှင်းကြမယ်နောက်တစ်ခုကကျတော့ဒီကျွန်တော်တို့ရဲ့ចောင်းသူចောင်းသားတွေကိုပံ့ပိုးကြမယ်တစ်ဆက်တည်းမှာပဲကျွန်တော်တို့နိုင်ငံကလူငယ်ចောင်းသားအလုံးရင်းကိုတော့နိုင်ငံခြားကိုကျွန်တော်တို့ပံ့ပိုးပေးနိုင်အဲ့လိုမျိုးပို့နိုင်ပို့ကောင်းမယ်လို့ကျွန်တော်အနေနဲ့တော့မျှော်လင့်နေပေါ့ဆိုတော့
ဒီ၃ချက်ကိုကျွန်တော် highlight လုပ်ရင်းနဲ့ဒီနေ့ဆွေးနွေးပွဲကိုကျွန်တော်နေ့ကုန်ချုပ်ချင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့နေကုန်းကျော်ဆွေးနွေးပေးတဲ့ကိုချမ်းကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီနေ့ဆွေးနွေးခဲ့တဲ့အချက်လက်တွေအပြင်ကိုတခြားသောသုတေသနတွေ့ရှိချက်တွေကိုလည်းကျွန်တော်တို့ရဲ့ website ဖြစ်တဲ့ www.inspmyanmar.com နဲ့ social media တွေမှာလည်းအခမဲ့ဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်တို့ရဲ့ ISP နဲ့2မိနစ်30အစီအစဉ်ကိုတက်ရောက်လာကြတဲ့ကပြင်ရပ်ဝန်သူရပ်ဝန်သားတဦးချင်းစီလည်းကျေးဇူးတင်ကြောင်းပြောရင်းနဲ့ပဲဒီနေ့ဆွေးနွေးပွဲကိုဒီမှာပဲရပ်နာပါရစေခင်ဗျာ